ဘာလဲဖျားခင်းဖို့ချောင်းနေတော့တော်လန်ရေးနော်အတူရောင်များနော်အခုသူတို့ဘာကြောင့်ဖျားခင်းဖို့စ조사နေကြတာလေအခုတလောပဲနော်အခုဒီအတော့အတွင်းမှာပဲအထူးသဖြင့်ဒီအီရန်နဲ့အမေရိကန်စစ်ရေးအပြီးဒီဂျာဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်အမေရိကန်ရဲ့ထုတ်ပြန်ချက်နော်ဒီအီရန်စစ်ပွဲဒီအမေရိကန်ထုတ်ပြန်ချက်ဒီတော့တွင်းမှာအန်နူဂျီကိုထိုးနေတဲ့ post တွေထိုးနေတဲ့တိုက်ခိုက်တဲ့နော် post တွေတော်တော်စိတ်လာတယ်အခုနောက်တစ်မျိုးပေါ်လာပြန်ပြီပထမအဲ့ဒီကလာဘိုဆယ်ခွေးကပြောတယ်မွတ်စလင်မကိုအနိုင်မတရားဗဒိကျအနိုင်ကျင့်တယ်ဆိုပြီးတော့အားလုံးမင်္ဂလာပါ AND New Channel မှာကြိုဆိုပါရစေကြည့်ရှုသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဟာအခုအဲ့ဒီဗဒိကျင့်တာကဗလဲဟိုလူကမြောက်ပေးလို့ဖြစ်သွားပြန်ပြီဘလို့ကြီးတယ်လည်းမသိဘူးဒါသူတို့ကမရိုးသားဘူးကျမပြောပါတယ်အန်နူဂျီကမွေဘွေးကိုခပိုက်ပိုက်ထားတယ်နော်မွေဘွေးကိုခပိုက်ပိုက်ထားတယ် SRA ကငကိုတဲကမူမှန်ဘူးသူတို့တော်လန်ရေးအောင်မြင်ခြင်းလို့ရှိရင်နေရထက်နော်အဓိကနဲ့တမညကိုသူတို့အရင်တိုးရမှာနေရရဖို့ထက်မင်းလို့မင်းအောင်လိုက်ပြုတ်ကြဖို့သူတို့ခေါင်းထဲမှာသူတို့အရင်စဉ်းစားရမှာဒါပေမဲ့အန်နူဂျီကိုရှင်ပြန်ပြီးတော့မဟာမိတ်လုပ်တယ်အခုအလဲပိုင်းတိုင်းနော်အလဲပိုင်းတိုင်းစစ်ရေးအားကောင်းတဲ့ချိန်မှာဒီလိုပဋိပက္ခတွေဖြစ်အောင်ညီမျိုးစုံနဲ့သူတို့ဖန်တီးလာတာဒါသွေးရိုးသားရိုးမဟုတ်ဘူးไม่ใช่พี่บ่าวเนาะနောက်ပြီးတော့ဆယ်လီကြီးတွေเนาะဆယ်လီကြီးတွေကပိုဆိုးတယ်အဲ့ဒီဆယ်လီကြီးတွေအများစုကမဲဆောက်မှာဒီထိုင်းဒီကရင်နယ်မှာအများစုကဆယ်လီကြီးတွေကเนาะတခင်အားရကြုံပါဝမဟုတ်တော့ဖတ်ထီအားရကြုံပါဝတွေဖြစ်ကုန်တယ်ပါတယ်ထောက်ဖို့တတ်ပါစီယိုတဲ့လား PDF အားကောင်းဖို့တက်ဖို့တက်ထောက်ဖို့တက်ပါနော်စီယိုတဲ့အဲ့ဒီ PDF ရဲ့နော်ဥဆောင်ကဘယ်သူလဲနော်အဲ့လူကြီးမဟုတ်ရင်ဘယ်သူလဲ PDF ကဥဆောင်ပြီးတော့ထောက်ဖို့က PDF ကိုထောက်ဖို့ရင်နဲ့တော်လန်ရေးလှုပ်လို့ရသလားမိခင်မရှိဘဲနဲ့ဘယ်ဖင်ကြားကမွေးလာတာလဲအဖေအမေမရှိဘဲနဲ့မွေးလာလို့ရသလားနော်ဆယ်လီကြီးတွေအခုသူတို့အချင်းချင်းနော်တခိုးချင်းကထောက်ကန်ကြတယ်နော်တခင်အားရဖတ်တီမောက်ဖတ်တီအားရကြုံဘာဝဥကျော်သက်လင်ကလည်းထောက်ခံတယ်ဟေးဘယ် PDF ကိုမင်းတို့ကနော်ထောက်ဖို့မှလဲအဲ့ဒီ PDF ကရောနော်ဥပဒေပေါင်းနဲ့သွားနေတာလားဘယ်နေရာကိုတိုက်လို့အခုကမ်ပိန်းတွေလုပ်နေကြတယ်နော်ကမ်ပိန်းတွေလုပ်နေကြတယ်ဒါပေမဲ့သူတို့ဘယ်နေရာကိုတိုက်တယ်လဲအဓိကကတော့အခုဒီအဓိကတိုက်တာနော်ကချင်ရဲ့အေရဲ့ကချင်ရဲ့ရခိုင်ရဲ့ချင်းရဲ့နော်ကရင်ကတော့အနေကြီးအညာဒေသစကိုင်းမြန်မာနိုင်ငံအလဲပိုင်းစစ်ရေးအားကောင်းမဲ့အချိန်မှာဒီလိုမျိုးပဋိပက္ခဖြစ်အောင်လုပ်နေတာဒါသွေးရိုးသားရိုးမဟုတ်ဘူးဟုတ်တယ်သူက PDF အခု PRS ကိုသူများကြီးညာတဲ့အချိန်မှာသူက PDF ထောက်ဖို့PDF နာမည်မှာ PDF အားကောင်းဖို့ထောက်ဖို့တောင်းထောက်ဖို့ကိုဗလဲဝန်းရမယ်ဆိုပြီးတော့ထောက်ဖို့မယ်ဆိုတော့သူ့ရဲ့နောက်ွယ်သူ့ရဲ့ background ကဘာတူလဲ PDF ဆို PDF မှာမိခင်ရှိရတယ်လေ PDF ကြီးပဲဥဆောင်တယ်ဆိုကျွန်တော်တို့လိုချင်တဲ့လက်နဲ့ကင်ဥဆောင်တာကိုကျွန်တော်တို့မလိုချင်ဘူးနော်အဲ့ဒါကြောင့်မို့အထူးသတိထားပါပြည်သူတို့မင်းတို့တော်လန်ရဲ့အမြန်အောင်ခြင်းလားတော်လန်ရဲ့အမြန်အောင်ခြင်းရင်
နော် COC တခုဒီဖြစ်ဖို့အတွက်ပြီးအောင်အဲ့ကိုထောက်ပံ့ကြပါကျမတို့ဘာကြောင့်တော်လန်ရေးကြမ်းကြာနေတာလဲအခုတိုင်းရင်းသားဒေသအခုဒီအေတို့ကချင်တို့ဘက်မှာတိုက်တယ်ဒါပေမဲ့မြန်မာပြည်အလဲပိုင်းမှာတိုက်ပြတယ်ဘလို့လို့အောင်မြင်ပါလဲအေတို့ကြတော့ဒီအေယာဝတီတိုင်းတို့ဒီဟိုအညာစကိုင်းချင်းတို့ဘာတို့ဘက်မှာတိုက်တယ်ဒီအညာဒေသမြန်မာနိုင်ငံအလဲပိုင်းစစ်ရေးအားမကောင်းအောင်အခုသူတို့ဆုတ်ဆက်ခအောင်သူတို့လုံနေတယ်ခဏနေဗလဲအမှုလှုပ်လိုက်ခဏနေကြီးပြအမှုလှုပ်လိုက်အခုနောက်ထပ်လာပြန်ပြီဒီစီကိစ္စကိုအန်လူကြီးကပြည်မမှာတိုးလောင်လို့ရတယ်ပြည်နယ်ကိုပို့လို့မရဘူးတဲ့မြစ်စီမကကြေညာတယ်ဘာအကြောင်းလဲအခုမနေ့ကဘိုးဆက်မနေ့တနေ့ကဘိုးဆက်ခွေးကြေညာတယ်အဲ့ဒီမငိမ့်ဆိုတဲ့ PDM ကမူဆလင်မလို့မူဆလင်ကိုအနိုင်ကျင့်တရားနဲ့လူမျိုးရေးနဲ့ကြေညာသွားတယ်အခုမဟုတ်တော့ပြန်ဘူးအဲ့ဒီ PDM မငိမ့်ကိုဟိုကအကြကန်ပြီးတော့ဟိုဖမ်းပါလဲ SRF ကဘာညာအဲ့လိုမျိုးစောက်ထွေးအောင်လုပ်နေတာဒါရိုးသားရဲ့လားအခုအန်လူကြီးအောက်ကဘက်ကလည်းတိုင်ကြားတာရှိလို့ရှိရင်သူတို့ကလည်းနော်စစ်စေးမင်းမြင်ရမယ်လေမစစ်စေးဘူးဆိုလဲတမျိုးပြောပြန်ပြီစစ်စေးပြီးဆိုလဲတမျိုးပြောပြန်တယ်အခုပကဖကနော်ဟိုအကြကင်ပြီးတော့အပြစ်မရှိဘဲနဲ့တလအချုပ်ခံပြီးတော့ပပညာပြောနေသူတို့သတင်းတွေကဘာတွေလဲနော်မင်းတို့ရိုးသားကြပါပြည်သူပေါ်မှာမင်းတို့ရိုးသားကြပါစီကိစ္စအန်လူကြီးထုတ်ပြန်စာမတွေ့မိဘူးနော်အဲ့ဒီစီကိစ္စမျက်စိမကကြေညာတယ်ဒါတမင်သက်ကိုသွေးခွဲတာဥနေဖုံးလာကကြေညာတယ်လို့ပြောတယ်ဒါပေမဲ့ကျမတို့မတွေ့သေးဘူးနော်ဘာအကြောင်းကြောင့်လဲသူတို့ကြေညာလိုက်မယ်အခုသူတို့ပြောချင်တာကအန်လူကြီးကအဲ့ဒီစီကိုနော်တိုင်းသားနယ်မဲ့ကိုအန်လူကြီးခွင့်ပြုချက်ရမှပို့ခွင့်ပေးမယ်ဆိုတော့အန်လူကြီးကဘယ်ကရတာလဲအဲ့ဒီစီကအန်လူကြီးစီကလာတာလားဒီစီကတိုင်းသားနယ်မြေတွေကနေဖြတ်တန်းလာတာမဟုတ်ဘူးလားဒါကြောင့်မို့ social media သတင်းတွေကလည်းကျမပြောမယ်နော်မြစ်စီမာတို့တချို့ခေတ်သစ်မီဒီယာတို့သူတို့ရဲ့သတင်းသမားတွေတချို့ကဒီသူတို့ရဲ့ဖတ်ထီနော်ကရင်ပြည်နယ်မှာသူတို့နေရတော့ဖတ်ထီရဲ့အမိတ်အာနာဆက်အောက်ကမကင်းကြဘူးကျမတို့ကရင်အကြောင်းကိုကျမတို့အသိဆုံးပဲနော်မင်းတို့ကရင်ပြည်နယ်မှာလာပြီးတော့လူဘာဝလာမဝနဲ့သေချင်းစိုးကြီးနဲ့သေလိုက်မယ်ကရင်ပြည်နယ်မှာနော်လူကောင်းတွေတောင်မှအသက်မရှင်ဘူးမင်းတို့လိုမျိုးကလိုက်ကကြီးပြည်သူအလူငွေကိုအလွဲသုံးစားလုပ်ပြီးတော့ပြည်သူတွေကိုလိန်ညာလက်စားနေတဲ့ဖတ်တီတို့စိတ်တိုင်းကြမင်းတို့လုံရင်မင်းတို့လည်းသက်ဆိုးမစေဘူးသေချင်းစိုးနဲ့သေမှာသေတာတောင်မှနော်အလောင်းမတွေ့တဲ့မကြားအဲ့လိုမျိုးရုပ်ပြက်ဆင်ပြက်မင်းတို့သေမှာကရင်နေမြေမှာနော်ဒီလိုရာဇဝင်မျိုးရှိခဲ့တယ်လူမသိသူမသိသိရတယ်နော်ဝိုင်းရှယ်ပေးပါဦးရှယ်လိုက်အောင်မယ်ခဏလေးဒါကြောင့်မို့လေကျမတို့ကအမှန်တရားကိုချပြောတော့ကျမတို့ကဘယ်လိုက်မှုမရှိဘူးเนาะအရှိကိုအရှိတိုင်းထုတ်ပြတယ်ပြောပြတော့သူတို့ကအောက်စုအားကိုနဲ့ကျမတို့အကောက်တွေကိုလိုက်ထုတယ်ဒါပေမဲ့အော်ဖို့ကောင်းတာကဒီဆယ်လီကြီးတွေအကောက်ကိုကြတော့သူတို့မထုကြဘူးအမှန်တရားပြောတဲ့အကောက်တွေကြတော့သူတို့ထုလိုက်ကြတာဒါပေမဲ့လေเนาะကျမပြောပြီးပြီဓမ္မနဲ့အဓမ္မကပဲတော့မှဓမ္မကိုမနိုင်ဘူးအမှန်တရားကလည်းနော်မမှန်တရားကိုဘယ်တော့မှမနိုင်ဘူး
မင်းတို့ကြိုက်တယ်လို့လောက်ကြိုက်တယ်လို့လီဆယ်လောက်နေပါစီအမှန်တရားကမင်းတို့ဘယ်သူမှလွန်ဆန်လို့မရဘူးနော်တော်တော်လေးကိုဟိုဗါလဲကလိတ်ကကြစ်လောက်ကြတယ်တော်လန်ရဲ့အောင်မြင်ခါနီးလေသူတို့ဘာကြောင့်လဲတိလာပြီသူတို့တော်လန်ရဲ့အောင်မြင်ခါနီးလို့လေနေရရဖို့ဖျားခင်းဖို့လက်နဲ့ကင်ပြီးတော့နေရရဖို့စ조사နေကြတာအခုကျွန်တော်တို့တော်လန်ရဲ့ဘာကြောင့်ကြန့်ကြာနေတာလဲတိုင်းရင်သားအမြင်ခံအုပ်စုတချို့ပြီးတော့ကြားဖြန့်အုပ်စုတချို့ကြောင့်တော်လန်ရေးကြန့်ကြာနေတာတကယ်လို့ပါအမေရိကန်ကဒီကြားဖြန့်ကိုပြက်ပြက်သားသားကင်တွယ်လိုက်ရင်တော်လန်ရေးအောင်မြင်တော့မယ်လေဒါကြောင့်မို့သူတို့ကအခုတည်းက NUG ကိုနီးမျိုးစုံနဲ့ထိုးချဖို့စ조사နေတာသူတို့ကနော်ပြည်တော်စုဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီလူထုစနစ်ကိုသူတို့မသွားချင်ဘူးလက်နဲ့ကင်တဲ့အရတာကိုသိသွားလို့နော်အခုကိုကွယ်ပြပြဖြစ်သွားတယ်နားလေဝိုင်းဆက်ပေးပါဦးနော်အကောက်တရတယ်အခုချိန်ထိဆယ်လို့လိုက်လွှင့်လို့မရသေးဘူးလိုက်လွှင့်မှပဲကျွန်မအားရတယ်ဗီဒီယိုဖိုင်နဲ့ခဏလေးပဲပြောလို့ရတယ်စောင်းပါးတွေဖတ်လို့မရဘူးဒီနေ့ဒီထက်ပိုဆိုးအောင်မှာနော်တော်လန်ရေးအောင်မြင်ခံဒီလေဒီထက်ပို့ပြီးတော့ပို့ဆိုးအောင်မှာသူတို့ဒီနေရလူအောင်မှာစောက်ကြည့်လိုက်တော်လန်ရေးအလုံးမှာလဲနေရလူအောင်မှာစကားများအောင်မှာနော်တေချာတာတစ်ခုကတော့တော်လန်ရေးတစ်ခုတည်းသွားလို့မရဘူးစစ်ရေးတစ်ခုနဲ့ပဲမအောင်မြင်နိုင်ဘူးစစ်ရေးထက်နိုင်ငံရေးကပို့ပြီးတော့သဘောဝကြတာနိုင်ငံရေးကပို့ပြီးတော့နော်ကဘာမှာနိုင်ငံရေးစစ်ရေးကြောင့်သူများအနိုင်ရတာမရှိဘူးနိုင်ငံရေးကြောင့်အဲ့လိုဆော့ပါဝါလေဆော့ပါဝါကိုအခုဒီမိုကရေစီဆိုတာဆော့ပါဝါကိုသုံးနေကြတာနော်မတတ်တာလို့ဒီစစ်ရေးကိုသူတို့ဆုတ်ဖျားရပေမဲ့အခုလိုမျိုးပေါ့နော်အီရန်ကိစ္စမှာဒါပေမဲ့နိုင်ငံတနိုင်ငံရဲ့ဩစာအာဏာပါဝါကဆော့ပါဝါပဲနားနေအောင်နော်အရင်ရှယ်လောက်မယ်အမလေးသူတို့တွေနော်ထောက်ဖို့တွေဒီဆယ်လီကြီးတွေကြတော့သူတို့မထုကြပဲထုကြမယ်သူတို့မျိုးစိုးဖို့သူတို့မျိုးစိုးရဖို့အတွက်သူတို့လှုပ်ပေးတယ်လေဒါကြောင့်မလို့နော်ကျမကတော့ဆယ်လီကြီးတွေဆိုရင်ကျမလုံးဝအထင်မကြီးဘူးဆယ်လီကြီးအကောလောက်တော့မဟုတ်ဘူးနော်ဒီထက်ပုံတော့ပိုဆိုးမှသူတို့ဒီဒုက္ခပဲစောက်ကြည့်လိုက်တော်လန်ရေးအလုံးခဏလေးโอเคကျေးဇူးပါဝိုင်းရှယ်ပေးတဲ့အတွက်ကျေးဇူးပါနော်ကျမတို့လေတော်လန်ရေးလုံနေတာနာမည်ကြီးချင်လို့မဟုတ်ပါဘူးကျမတို့နိုင်ချင်တယ်တော်လန်ရေးအောင်မြင်ချင်တယ်ကျမတို့လည်းကိုယ့်အဆင့်ကိုသိပါတယ်နော်ဒီတော်လန်ရေးအောင်မြင်ဖို့အဲ့ဒီစိတ်တစ်ခုနဲ့ပဲပြည်သူစနစ်အောင်မြင်ဖို့အတွက်အဲ့ဒီစိတ်တစ်ခုတည်းရှိတယ်ဒါကြောင့်မို့ကျမတို့မှာဘာမျောလင့်ချက်မှမရှိဘူးတခြားဘသူဘာတွေပဲလောက်တရားမျှတမှုရှိပါစေမတရားရင်တော့ကျမတို့အကုန်ဖော်ထုတ်မှာနော်ဘယ်သူမျက်နှာမှမကြည့်ဘူးနော်အခုသူတို့တစ်ခုပြီးတစ်ခုသူတို့ပြဿနာစားတယ်
အဲ့ဒီအန်လူကြီးအဖွဲ့ကနော် SRA အဖွဲ့6ယောက်ကိုဖလဲဖမ်းဆီးတယ်ဆိုတာအန်လူကြီးကလည်းနော်အကျိုးမရှိဘဲနဲ့မဖမ်းဘူးအကြောင်းမရှိဘဲနဲ့မဖမ်းနိုင်ဘူးအကြောင်းရှိရမယ်ပြောပါတယ် SRA ကနော် SRA ကငကိုတဲကမူမမှန်ဘူးလာရလမ်းမမှန်လို့လာရမမှန်ဘူးစဉ်းစားကြည့်လေအခုလက်ရှိ SRA တချို့ကြတော့ဗမော်တို့ဘာတို့မှတိုက်တယ်ဒါပေမဲ့လက်ရှိဥဆောင်တဲ့ SRA ရဲ့ဥဆောင်ခေါင်းဆောင်တွေကိုကြည့်လိုက် BPLA တို့ဆိုဘယ်မှာတိုက်လို့လဲ BPLA ကလည်းဒီကရင်နယ်ကနေပဲနော်ပညာတွေသိမ့်ပြီးတော့ကရင်ရဲ့စိတ်ဓာတ်တွေကိုမွေးသွားတော့အခုသူ့ရဲ့အညာဒေသမှာဘိုကြနေတာလေကျမတို့ပြည်သူတွေကမအားတော့ဘူးနော်အခုမလဲရေးမပင်ခရိုင်တိုက်ရင်20မှာ PDF ရဲမေတူအဓမ္မပြုကျင့်ခံရမှုဖြစ်ရတန်တရာတရခံကိုဖမ်းဆီးထားတယ်စစ်ဆေးအရေးယူမှုထောက်ပြန်မယ်လို့အန်လူကြီးကပြောတော့ဟာအခုကျတော့သူတို့ပြောတယ်အဲ့ဒီရဲမေကအဓမ္မအတင်းအဓမ္မဗလဲတလအပြစ်မရှိဘဲနဲ့အချုပ်ခံရလို့သူ့ကိုဒီလိုမျိုးထွက်ဆိုဖို့အတွက်ပြောပြန်ရောနော်ဒါကြောင့်မို့လေရန်ငါပြမပဲရတော့မယ်အန်လူကြီးအနေနဲ့ရန်ငါပြမပဲရတော့မယ်ဒီလိုမျိုးမွေဘွေးကိုခပိုက်နေဟာစီးလုံးပြပြမှာဆိုလို့အခုလိုအချင်းချင်းစီးလုံးပြီးတော့တော်လန်ရေးကိုပုတ်ဖြက်နေတဲ့အန်လူကြီးကိုသိတ်ခါကြနေတဲ့ပုတ်ဖြက်နေတဲ့အဲ့ဒီမူမမှန်တဲ့ခွေးတောင်စားအုပ်စုကိုနော်ပြက်ပါလိုက်ရင်ပို့ပြီးတော့ပြောမှဆိုသူတို့ကအဖြစ်သမားတွေရှေ့ကနေကာစီးနေတဲ့အဖြစ်သမားတွေမလို့တော်လန်ရေးပိုကြန့်ကြမယ်ပြီးတော့တော်လန်ရေးကြန့်ကြလို့ရှိရင်မအေးလို့မင်းအွန်လိုင်းကပို့တော့ခွင့်ရေးရမယ်စီလုံးမှုပြက်ပြားမှာထက်တော်လန်ရေးကြန့်ကြပြီးတော့ပြည်သူတွေစိတ်ဓာတ်ကြပြည်သူတွေတော်လန်ရေးကိုစွန့်ခွာသွားရင်ဘာမှမထူဘူးဒါကြောင့်မို့သူတို့တစ်ခုပြီးတစ်ခုပြဿနာတွေဖန်တီးကြတယ်ဒါမဲ့ KIA တို့ AA တို့ဘက်မှာကျတော့တိုက်တယ်ချင်းတို့ကရင်တို့ဘက်တော့တိုက်တယ်ဘာပြဿနာမှမတက်ဘူးဒီအလဲဘိုင်းတိုင်းမှာစစ်ရေးအားကောင်းဖို့အတွက်နော်စစ်ကိုမတိုက်ပဲနဲ့ပြဿနာတွေပဲတစ်ခုပြီးတစ်ခုအန်လူကြီးကိုနော်ရှာနေကြတယ်ကျမပြောမယ်နော်တိုင်းရင်းသားအမိခံအုပ်စုအများစုကသီးခြားနိုင်ငံသီးခြားပြည်နယ်လိုချင်ကြတယ်ဒါကြောင့်မို့အန်လူကြီးလို့ပြည်ထောင်စုအစိုးရကိုသူတို့အလိုမရှိဘူးဒီလိုပြောလို့ဒါသွေးခွဲတဲ့စကားမဟုတ်ဘူးအမှန်တရားတွေကိုချပြနေတာသူတို့သီးခြားပြည်နယ်သီးခြားနိုင်ငံသူတို့ပစဖျားကတာသူတို့ကဒီပြည်ထောင်စုနဲ့သွားမယ်ပြည်ထောင်စုနဲ့သွားမယ်ဒါပေမဲ့သူတို့လောက်ရကပြည်ထောင်စုပုံစံမဟုတ်ဘူးပြည်ထောင်စုနဲ့သွားရင်ထားလိုက်ပါတော့သူတို့အန်နူချီနဲ့မပေါင်းရင်တော့မှသူတို့နယ်မြေမှာသူတို့ဘာလို့တော်လန်ရေးဗလဲနယ်မြေစခန်းတွေဘာလို့မသိမ်းနိုင်တာလဲအခုကျမပို့လိုက်ကျမတင်လိုက်တဲ့ပို့စီအောက်မှာသွားကြည့်လိုက်အများဆုံးကကရင်အစုံရောက်တစ်ဖက်ပိတ်တွေကြီးပဲအာနာဗလဲအကောက်တုတွေလည်းရှိတယ်ကျမထင်တယ်ကရင်အစစ်တော့မဖြစ်နိုင်ဘူးကရင်စစ်ရင်လည်းအဲ့ဒီကရင်ကနော်အာနာစင်ကရင်မျိုးတွေပဲဖြစ်နိုင်တယ်ဒါမှမဟုတ်လဲကြမပြည့်တဲ့ကရင်အုပ်စုတွေပဲဖြစ်နိုင်တယ်ကရင်စစ်ကြပြည့်တဲ့ကရင်တွေကဒီလိုမျိုးအလုပ်ကိုမလုပ်ဘူးနော်သူတို့ကိုယ်ပိုင်သူတို့ပြည်နယ်မှာတကယ်ကရင်စစ်တယ်ဆိုရင်သူတို့စောက်ခွက်ကိုပြရမယ်လေစောက်ခွက်လည်းမပြရဘူးနော်တစ်ချိန်လုံးပဲဝိုင်းကိုက်လေဒီကောင်တွေကကရင်စစ်မဖြစ်နိုင်ဘူးကရင်ကိုသိတ်ခါကြတဲ့ကရင်အတူရောင်တွေပဲဖြစ်တယ်စီကိစ္စမှာပဲအနုကြည်ဖိမတင်ထားတာမရှိသလိုကိုနေဖုံးလာလဲတင်ထားမှမရှိဘူးအဲ့ဒါမျက်စိမတောင်ယူရမယ်မျက်စိမတင်တဲ့သဘောကနော်သူတို့ပြည်နယ်မှာကျတော့စီကိုတိုးလောင်လို့ရတယ်ပြည်နယ်ကျတော့တိုးလောင်လို့မရတဲ့သဘောဒါကြီးပြည်နယ်နဲ့
ပြည်နယ်နဲ့ပြည်မကိုသွေးခွဲတာနော်ပထမ Starlight ကိစ္စနောက်ပြီးတော့မင်းကင်းဆရာမကိစ္စအခုမင်းကင်းဆရာမကပြောတယ်ဟိုလီဆယ်ပြီးတော့ပြောခိုင်းတယ်တဲ့ဖြစ်သွားပြန်ပြီနောက်တစ်ခုကျတော့ဗာလဲနဂီကိစ္စအခုနဂါကိစ္စအခုချိန်ထိမပြီးသေးဘူးနော်နဂါရဲ့မယငယ်ဖြစ်တဲ့နော်ခွေးမြတ်ကြော်ကလည်းအခုချိန်ထိနဂါကအလင်းဝင်တာမဟုတ်ပါဘူးဆိုပြီးတော့အခုချိန်ထိပြည်သူကိုဂျင်းထဲ့နေတော့ပဲသူ့နဂါကတစင်ထောင်ဖို့မနေ့ကနော်ဟိုဗာလဲနဂါရဲ့မြေအောက်ခန်းမှာပတ်စံတွေလက်နဲ့ခဲရန်တွေအများကြီးပဲမသိလို့ရှိရင်မင်းအောင်လိုင်ရဲ့စစ်ဌာနချုပ်ကြီးတစ်ခုလုံးကိုတိုက်ယူရတဲ့နော်အခြေအနေလို့တောင်ပြောလို့ရတယ်ညားလိုက်တဲ့လက်နဲ့တွေဒါဆိုနဂီကစစ်မတိုက်ပဲနဲ့စစ်လက်နဲ့တွေကိုစုစည်းပြီးတော့အန်လူကြီးကိုတံပြန်ဖို့အတွက်သူတို့က ERO တွေကိုအားကြတယ်လေ ERO တချို့အစုံရောက် ERO တွေကိုအားကြတယ်လေဒီပညာတွေကို ERO တွေကပဲသင်သွားတာသူတို့လည်းသီးခြား ERO တွေလိုမျိုးသူတို့နေချင်တာနော်ဒါကြောင့်မို့စစ်မတိုက်ဘူးဒါပေမဲ့ရှေ့ကနေကန်လန့်လောက်ပြီးတော့ကာစီလောက်ပြီးတော့သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲအဲနူကြီးရှိလို့ရှိရင်သူတို့အတွက်အနောက်ဆက်ဖြစ်မယ်အဲနူကြီးကဘဟုအစိုးရမလို့နော်ပြောလိုက်လို့ရှိရင်အန်လူကြီးကိုစောက်ပြစ်တင်တယ်သူတို့ကိုယ်တိုင်ကအန်လူကြီးကိုအစိုးရလို့လဲအတိမပြုတ်ပဲနဲ့ထိုးချနေတာတော်လန်ရေးမအောင်မြင်လို့ရှိရင်အန်လူကြီးကိုပဲထိုးချတယ်ခဏလေးအဲ့ဒါကြောင့်မို့ကျမတို့ပြည်သူတွေလဲနော်အခုကျမတို့PRF အဖွဲ့ကိုလည်းကျမတို့နော်ထောက်ပံ့တယ်ပြီးတော့ကျမတို့မြေပြင်ကအန်လူကြီးအောက်ကအဖွဲ့အစည်းတွေကိုပဲကျမတို့ကူညီတာပြီးတော့အခုကျမတို့ထောက်ပံ့တယ်အန်လူကြီးမှတ်တမ်းလည်းရတယ်မြေပြင်ကမှတ်တမ်းလည်းရတယ်မှတ်တမ်းနှစ်ခုရတယ်နော်ဒါကြောင့်မို့မြေပြင်ကကျမတို့ဘာကြောင့်အခုအပြည့်အဝ PRF ကိုမဝင်ရသေးတာလေနော်PRF ကြတော့နည်းနည်းကြာတာပေါ့နော်ကျမတို့မြေပြင်မှာတကယ်လိုအပ်တဲ့ရိုက်ခါဖြစ်နော်တကယ်အရင်လိုအပ်တဲ့အောက်ခြေဒီဘလဲအန်ယူဂျီအောက်ကပါပဲနော်ကျမတို့ထောက်ပံ့လိုက်တဲ့ဒေတာကတော့ကျမတို့ကတော့ဓာတ်ရိုက်ထောက်ပံ့လို့ဆိုရင်ပိုရမြင်တာပေါ့ပိုပြီးတော့မြင်တာပေါ့နော်ဒါပေမဲ့ကျမတို့ထောက်ပံ့တာ PNUG PDF ကာကွယ်ရေးဝန်ကြီးအောက်ကကျမတို့ထောက်ပံ့တာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ကလည်းဟာမင်းတို့ဘယ်မှာမတော့ငါတို့စီမှာပဲလာမယ်လို့တခါမှကျမတို့မပြောဘူးเนาะကျမတို့စီမှာမလာလဲရတယ် PRS စီမှာသွားပါ PRS ကတော့အကောင်းဆုံးပါပဲဒါမှကျမတို့တစုတစည်းတဲ့တပ်ပေါင်းစုအနေနဲ့သွားလို့ရမှာเนาะအခုအားလောကအန်လူကြီးကိုလူထုအယုတ်ကြီးမဲ့စေဖို့အခုလဲနော်ခုနတော့ငကားကိစ္စပြီးမှကြည်ပြကိစ္စပြီးရင် PRS ကိစ္စအခုနောက်ထပ်တမှုပဒိကိစ္စအားလာပြန်ပြီအခုစီကိစ္စကျမအနေနဲ့ကတော့ဒီဟာတွေကရိုးနေပြီအန်လူကြီးကိုထိုးချဖိနှိပ်နော်ဖောင်းထုနေတဲ့လူတွေအားလုံးကဆန့်ကျင်မဲ့ကျမတို့တော်လန်ရေးရဲ့ဆန့်ကျင်မဲ့ပဲသူတို့တော်လန်ရေးသမားလို့ဘယ်လိုပဲပြောနေပါစီအန်လူကြီးနဲ့ရှင်းပြိုင်အစိုးရနဲ့ရပဲရှိတယ်အန်လူကြီးနေရာမှာအခုချိန်ထိအစားထိုးနိုင်တဲ့အစိုးရမရှိသေးဘူးနော်အန်လူကြီးကိုကြိုက်ရင်ကြိုက်မကြိုက်ရင်မအေလို့မင်းအောင်လိုက်ကိုကြိုက်နဲ့လမ်းပဲရှိတယ်မင်းတို့တတိယအုပ်စုသတ်ပါတီတီထောင်ဖို့အတွက်အခွင့်အရေးမရှိဘူးစိတ်ကူးရင်မနေနဲ့နော်အားလုံးကအန်လူကြီးကိုလူထုအယုတ်ကြီးမက်စေဖို့လုပ်တဲ့ကိစ္စတွေကြီးပဲအဲ့ဒီတော့ပြည်သူတွေနားကြီးထားပါမျက်စိကြီးထားပါမျက်စိကြဲထားနားကြဲထားပါ